တစ်ချက်ထိုးပိန်စီစမဂလူတိုက်နော်နာမည်တွေအရန်ကြီးနေလို့ဆိုပြီးတော့ဒီဆေးမှာနော်ဒီဆေးဒီပန်ကရိယရောက်မှုတဲ့လူတွေမထိုးသင့်ဘူးနော်ကြွက်တွေနဲ့စမ်းတဲ့အခါမှာဒီဆေးကိုကြွက်တွေနဲ့စမ်းသပ်လိုက်တဲ့အခါမှာကြွက်တွေမှာလေဘင်းမုတ်ကင်ဆာတွေဖြစ်လို့မိသားစုထဲမှာလေဘင်းမုတ်ကင်ဆာဖြစ်မှုတဲ့မိသားစု history ပေါ့နော်တမိုင်းကြောင်းရှိရင်မထိုးပါနဲ့ဆိုပြီးပြောလိုက်အရက်တွေထားလို့မဆုံးတော့ဒီဆေးမှာကောင်းကျိုးတွေရှိတယ်မှန်တယ်လေကွာမှန်တယ်ကောင်းကျိုးမရှိဈေးကြီးကြီးနဲ့ဘလို့ဈေးကွက်တွေရောက်လာမှာတော့ကောင်းကျိုးတွေရှိလို့ပေါ့ဒါပေမဲ့ခက်တာကလူနာကိုကဒီဆေးကို promote လုပ်မယ်ဆိုကောင်းကျိုးလည်းပြောလေဆိုးကျိုးလည်းပြောလေကွာကောင်းကျိုးဆိုးကျိုးကမျှပြောတော့မှ medical ethics နဲ့ကြီးမှာပေါ့အခုကကွာအကုန်လုံးကောင်းကျိုးတွေကြီးပဲဖိဝိုင်းပြောတယ်ဒီမှာကြည့်ဒီကွန်မန့်ကိုကြည့်မတွေ့လားတွေ့လားမင်းတို့ဒီဆေးကိုနတ်ဆေးတစ်ပါးတစ်ပွဲ promote လုပ်တော့ဒီမှာလူနာတွေကတော့ပြောနေသူ့မှာ side effect တွေရှိတယ်ကွာလူနာကိုရှင်းပြမှာပေါ့ဥပမာငါတခုပြောမယ်ကြထားပါတော့မင်းမိမရဲ့မိသားစုဆွေမျိုးသားချင်းတွေမှာလေဘင်းမုတ်ကင်ဆာဖြစ်ဘူးရဲ့လူရှိငါမင်းမိမကိုအိတ်ဆေးထိုးမယ်ဟုတ်မယ်ထိုးခံထိုးခံကိုချင်းစာတရားလေးထားဖို့ကွာဟုတ်တယ်မလားဘယ်ရမစို့ဟောငါလို့ဒီလိုလို့ကြိုက်မလားဆိုရင်စိတ်လေးထားလိုက်ကိစ္စတော်တော်များများပြည်လေသွားတာများတယ်နော်ပြီးရင်နော်အခုကငါအလကပလိန်တိုက်ခိုက်တာပေါ့ကောင်းကျိုးတွေကြီးပဲပြောနေကြလို့အော်ဆိုးကျိုးတွေလည်းလူနာတွေသိပါစီဆိုပြီးပြောလိုက်တဲ့သဘောပဲပြီးရင်ဒီ comment ကိုလည်းကြည့်အောင်မင်းတို့ industry စီးပွားရေးဘယ်လိုဖြစ်နေလဲစေးတစ်ချောင်းကို14သိန်းလောက်နဲ့တွင်းလာပြီးတော့လူနာကို30လောက်နဲ့ပိုးနေတဲ့ကိစ္စနော်အဲ့ဒါကိုအသက်နဲ့ညီတာမလုပ်သေးဘူးလေကွာမလုပ်သေးငါပြောပြမယ်ကိုကစေးတစ်မျိုးပစ္စည်းတစ်မျိုး promote လုပ်မယ်ဆိုရင်ကောင်းကျိုးရောဆိုးကျိုးရောပြောရမယ်လေ celebrity တွေလို့ငါတို့က like လုပ်လို့မရဘူး celebrity ဆိုရင်မှာ celebrity တစ္ဆာအဋိဌာန်10ချက်တွေပါမရှိဘူးငါတို့မှာ hypocrite အုပ်ဆိုတာရှိဟုတ်တယ်မလားငါပြောပြတာမင်းဗျံကြဈေးတွေဈေးရောက်လို့ကိုချောင်းလို့မရဘူးလေကွာပြောရောက်လေကွာဘေးထွက်ဆိုးကျိုးကိုလည်းပြောရောက်ကောင်းတဲ့ချက်တွေလည်းပြောရောက်လူနာကို decision ချပါစီပေါ့ဘာလို့ကောင်းတာကြီးပဲရွေးပြောပါငါဆိုတာတည်းပဲရွေးပြောတယ်ဆိုတာကောင်းတဲ့ဟာတွေနောက်တော့ကြီး live ပေါ်မှာပြည့်နေပုံနေကျွန်တော် AI လည်းအရန်ကြီးရဒီလူတွေကိုကျွန်တော် follow မလုပ်တာဒါပေမဲ့အဲ့လူတွေအဲ့စေးကောင်းကြောင်းပြောပြီးဆိုရင်ပေါ်လာအဲ့တော့ကြာတော့ငါလည်းအသေးစားတာတော့ဒီလိုတော့ side effect ရှိတယ်ဆိုလူနာကိုအသိပေးတဲ့သဘောပဲသူတို့တော့ငါပြောပါသေးတယ်ထိုးကျင်တဲ့လူတွေထိုးလို့ဘယ်သူမှမထိုးပါနဲ့လည်းမပြောဘူးထိုးပါနဲ့လည်းမပြောဘူးဆိုရင်မင်းတို့စီးပွားရေးကိုငါဒုံးနဲ့ထိုးလို့ဖြစ်မှာပဲဆိုပြီးတော့ငါဖြေခဲ့ပါသေးတယ်မင်းတို့စပြီးတော့ရောင်းကြတဲ့ဟိုနော်လူနာကိုဒီလိုကောင်းကျိုးရှိပါတယ်ပြောပါဘာပြဿနာမရှိဘူးကောင်းကျိုးပြောပါဒီလိုဆိုးကျိုးရှိပါတယ်ဒီလိုလူလေးတွေမထိုးပါနဲ့ဆိုပြောလိုက်ရင်မင်းတို့ကြက်ဝက်နဲ့လည်းညီပြီကွာနော်ဘယ်သူမှလည်းမင်းတို့အပြစ်မြင်တော့မှာမဟုတ်အဲ့ဒါကိုအခုကောင်းတဲ့ဟာတွေကြီးပဲပြောရတယ်ဆိုတော့မင်းတို့ကဆရာဝန်စေးပေးရတယ်မတူတော့မင်းတို့ဗျံကြဈေးတဲ့ဈေးရောက်လို့ရောင်းလို့ဖြစ်မရှက်စရာကြီးကွာငါပြောပြတယ်စီးယိုယောဂတဲ့ဒီအတွဲဆိုပြီးတော့ထုတ်လိုက်တဲ့ဈေးတစ်မျိုးကမြန်မာနိုင်ငံရောက်တော့တစ်ချက်ထိုးပိန်ဈေးဆိုရင်ပိန်ဈေးအနေနဲ့ကြီး promote လုပ်တယ်ဘယ်လောက်ချက်စရာကောင်းလဲငါပြောပြတယ်ဘာမှ indication လည်းမရှိဘူးเนาะ BMI ဘယ်လောက်ဆိုထိုးရမယ်ဘာညာစေးကုမ္ပဏီကတေချာပါပြီးသားအဲ့ဒီ indication မထူပဲမရှိပဲနဲ့မင်းတို့ကဘိုက်လေးနည်းနည်းပူလာတဲ့အကုန်တွေ့ရလူအကုန်ဆွတ်ထိုးနေတဲ့ဟာကြတော့အသစ်နဲ့ညီတာmedical အသစ်နဲ့ညီတယ်ပေါ့အဲ့ဒါကြတော့ပြီးနောက်တစ်ချက်ကကွာဒါဟိုပြောပြတာပါနောက်ကလည်းသူတော်ကောင်းကြီးလို့မပြောဘူးเนาะသူတော်ကောင်းကြီးလို့မပြောဘူးဒါမှလူနိုင်နဲ့ဆက်ဆံတဲ့အခါမှာအသစ်တစ်ခုပဲရှိသူတို့ကဂျင်းမထည့်ဒါပဲကြည့်လိုက်အလကားလည်းမကူနော်ညံပူစော်ကရမှာကူနော်အခု telemedicine နော်ကျမရေးဆွေးနွေးဖို့ရယ် HME ကိစ္စပေါ့နော်ပြောချင်တာပြောလို့ရတယ်ဆွေးနွေးဖို့ဆိုပြီးလမ်းကြောင်းဖွင့်ထားတယ်ဘယ်သူမှအလကားမဆွေးနွေးဘူးညံပူစော်ကရမှာပဲဆွေးနွေးပြီဒါပေမဲ့ငါဘယ်သူမှလည်းဂျင်းမထည့်ငါမကျွမ်းကျင်တဲ့ကိစ္စဆိုမကျွမ်းကျင်ဘူးလို့ပြောတယ်ကျွမ်းကျင်တဲ့လူတွေလွတ်တယ်ငါကျွမ်းကျင်တဲ့ကိစ္စဆိုငါပြောက်ဘူးဒါပဲလေ